အကုန်လုံးစောင့်မျှော်နေကြတဲ့ဆိုနမ်းမြေရီဇက်ပမာလဲဘာတူလဲဆွဲအောင်မင်းနေတဲ့သူတွေကိုအကုန်လုံးလင်းလိုက်ပါမယ်ကိုအမျိုးအိမ်ရောက်သွားလို့ပဲအမဟုတ်ပါဘူးဒါတရိတ်ဆိုင်ကြီးဟာဟာအားလုံးမင်္ဂလာပါအခုတော့မနေ့ဆက်စားပြီးတော့နောက်တနေ့သွားဖို့ ready ဖြစ်သွားကြပါပြီဆိုနမ်းတို့က2ညနဲ့3ရက်နေလိုက်တယ်ဆိုတော့ဒီနေ့တော့ bye bye လုပ်ခဲ့လိုက်ပါပြီဒီ resort လေးကိုပေါ့ဒီ beach ရဲ့မြင်ကွင်းလေးကိုလည်းတော်တော်လေးလွမ်းပါတယ်ဘန်ကောက်ရောက်ရင်တော့မမြင်ရတော့ပါဘူးအခုတော့ဒီကနေပဲကြည့်ပြီးတော့နောက်ခါမှပဲလာတော့မယ်နော်ဆိုမှ bye bye လုပ်ခဲ့လိုက်ပါပြီအခုကတော့ဒီနောက်တနေရာရောက်သွားရေးဒါကကျတော့ Mountain Coffee Zoo ဆိုတဲ့နေရာ Coffee Zoo ဆိုတဲ့နေရာကိုရောက်နေတာပါတတိမနဲ့ကလေးနေရာတော့ဒီမှာဓာတ်ပုံရိုက်နေပါဒီမှာဓာတ်ပုံရိုက်မဲ့နေရာတွေလည်းရှိပါတယ်တော်တော်လေးမိုက်ပါတယ်သူဒီဂိတ်မှာပဲဒီလိုလာနေတဲ့ decoration တွေဆင်ပေးထားပါတယ်ကိုရအခုဒီကနေတော့အထဲ zoo ဝင်ကြည့်မှာဒါကကျတော့ဘယ်လိုပြောမလဲ coffee နဲ့ zoo နဲ့နည်းနည်းဆက်ပြီးတော့လုံးဝ zoo တော့မဟုတ်ပါဘူးရှင်ဒီအသိစံနည်းနည်းတွေနဲ့သူကအစားအစာတွေနဲ့တခါလဲပါပြီးတော့ပေါ့အဲဆိုအထဲဝင်ကြရအောင်ပေါ့နော်ရရင်တော့တော်လေးလာမယ်အဲဒီလိုပုံစံလေးပေါ့ခုတော့အထဲဝင်ပါပြီမှာပေါ့တော်လေးလာတဲ့ garden လေးပါဟိုဒီ Christmas decoration နဲ့ပါဝင်ပေါ့ပြီးရင်ဆိုနမ်းကျတော့ပန်းနေတာကျတော့ဆိုတော့ပန်းနေရနေရာတကတင်မှာကိုဓာတ်ပုံရိုက်ဖို့ဆိုလဲ spot တွေအများကြီးအဲ့မှာတော့ဒီနေ့ရှိတဲ့တရိတ်ဆန်တွေဟိုရဲ့ဓာတ်ပုံတက်ဖတ်ပြတာပေါ့အကလုံးတော့မဆုံးပါဘူးသူကရှိတယ်ပေါ့ကလေးတွေကတော့လုံးဝမကြောက်ကြပါဘူးတရိတ်ဆန်တွေဟိုမကန်ရဲပါဘူးဆိုနမ်းကတော့ကြောက်ပါတယ်ကန်ကူကတော့ no ဝက်ကလေးလေးချစ်စရာလေးအကြကြောက်နေ 再来第一家上口哎，no oi อ๋อไอ้นั่นมา ostrich ဒါလေးကကျတော့ capybara 是了。အမတဲ့စနာမဲအင်္ဂလိပ်လိုပဲသိပါတယ်ဒီမြန်မာလိုတော့သိဘူးသိတယ်အိုး ostrich ကတော်လေးကြီးရယ်ကြီးအိုးဟဲကိုအမျိုးအိမ်ရောက်သွားလို့ပဲအမဟုတ်ပါဘူးဒါတရိတ်ဆိုင်ကြီးဟာဟာလုံးဝမကြောက်ပါဘူးကျွေးတယ်အာ good job စားပြအောင်ကျွေးတာရောဒီမှာလဲစား ticket ကတော့တယောက်ကို100ပါလူကြီးကိုပေါ့တယောက်100ပါကလေးတွေကျတော့ free ဝင်ခွင့်ရပါတယ်ပြီးရင်ကိုဒီတရိတ်ဆန်အတွက်အစားအစာကိုယူခဲ့ချင်တယ်ဆိုရင်လည်းရပါတယ်သို့မဟုတ်ဒီမှာပဲလာဝင်မယ်ဆိုလည်းရပါတယ်တတိမကျတော့ဆိုရင်တတိမကျတော့ပါမို့တွေတင်လာခဲ့ရပါပြောရမလို့အကုန်လုံးတချို့တရိတ်ဆန်တွေပဲဒီမကြိုက်ကြဘူးပါမို့တွေမဝင်ချင်တဲ့သူအကုန်လုံးကတော့ကြိုက်ကြပါတယ်ဒါတော့ဒီ buffalo ကျွေးလို့ရမယ့်နေရာလေးပါရှင်ဒီနားကနေအောက်ဆင်းတော့သူတို့ကိုယ်တိုင်လာပါတယ်အနီးနားမပြီးကိုတော့ကျွေးလို့ရပါတယ်ဟိုမှာတတိမကျွေးနေရပေါ့အောက်နောက်မှာဒီမှာအငယ်ကောင်ကတော့သူကြောက်နေအောက်ဆင်းဖို့ကြီးကတော့မကျွေးတော့ပါဘူးဆိုတော့တရိတ်ဆန်နေစားရတယ်မကျွေးချင်ကြောက်တယ်လာမယ်ဆိုရင်တော့ဒီတရိတ်ဆန်ရုံလာမယ်ဆိုရင်တော့ကိုယ်တိုင်ဝယ်ပြီးတော့လာတာပဲကောင်းတယ်ဒီမှာကတော့တော်တော် easy ပြတတိမဒီပါမှုယူပြတရိတ်ဆန်အကုန်မြင်နေပါလုံးစိုက်တာအခုဒီတက်ကိုပေါ့ဒီဘဲကိုလည်းကျွေးဘဲလေးစားအရာအောင်စီဘဲလည်းပါဖို့မချအောင်အကုန်စားတယ်ဆိုတော့မကြိုက်သွားတော့ down လေးတွေပါတော်လေးလာတဲ့ down လေးအော်4ကောင်5ကောင်ဟိုအများကြီးပဲဦးပေကျတဲ့ဒီ down လေးတော့ဒီနားမှာတော့ down ကလေးတွေပါသူက feather တော့မသိမရှိသေးတဲ့ down ကလေးတွေအားချစ်စရာလေးတွေဒီ down ကလေးတွေဆိုတာခုမှပထမစခါမြင်ပေါ့တရိတ်ဆန်ရုံတော့ခဏတော့ဖြစ်သွားတယ်ဒါပေမဲ့ဒီ down ကလေးမြင်ဖြစ်တာဆိုတာပထမပဲဟိုဒီမှာကြီးပဲကြီးပဲ oh my god ကြောက်စရာကြီးတော်တော်လေးကြောက်စရာဒီချင်းတေးကလည်းတော်တော်လေးပြင်းနေတယ်နဲ့တွေ့အာပဲတန်းနဲ့တွေ့ကြည့်ရဆိုနာနဲ့တွေ့တယ်နဲ့အာပဲတန်းချိတ်တာဒါအဖြူအောင် down နေပေါ့တော်လေးလားဖုံးမှာအဲ့လောက်ဒီမလောက်ကွာကင်မရာတိတ်မကောင်းနဲ့ပြင်မှာဆိုလေတော့အရန်လာပါတယ်ဆိုမှအဖြူအောင် down နေအကုန်လုံးစောင့်မျှော်နေကြတဲ့ဆိုနမ်းမြေရီဇက်ပမာလဲဘာတူလဲဆွဲအောင်မင်းနေတဲ့သူတွေကိုအကုန်လုံးလင်းလိုက်ပါမယ်ဒီနေ့ကတော့ဆိုနမ်းမြေ
ကကိုဘောနော်ကကိုလင်းပြီးမယ်ဆိုမှဆိုနမ်းရဲ့ကိုကိုကတော့ဟက်တီမာဆိုရနော်ဘယ်ရောက်သွားရတော့ဒီမှာလာလေဒီမှာညီမလေးကဒီမှာဘယ်သွားနေရလဲဟုတ်လားအရင်ရှက်တယ်ကိုယ့်ရဲ့ကိုကတော်တော်လေးကိုရှက်တယ်ဒီမှာညီမလေးတော့မောင်လေးတော့ဘာလို့လဲဘဘကြိုက်တဲ့သူဒီမှာအများကြီးပဲလဲဆက်ဆက်နော်ခရစ်စမတ်နဲ့အင်ဂျင်နီယာနဲ့လိုက်နေတယ်အဲ့ဘက်မှာလည်းဓာတ်ပုံရိုက်မယ့်နေရာအများကြီးရှိသေးပါတယ်ဒါပေမဲ့စနေတော့သွားတော့ပါမယ်အခုတော့ဒီလောက်ပါပဲနောက်တစ်နေ့တော့အဲ့ကနေတော့ရှေ့ဆက်ပြီးဒီနောက်တစ်နေရာရောက်သွားပါတယ်ဒါလေးကတော့ shopping mall လေးပါအခုကဒီ Christmas ရဲ့ဟွာနဲ့ပေါ့နော်ဒီဟွာလောက်ထားပါတယ်ဘယ်လိုပြောမလဲ promotion ချထားပါတယ်အကုန်လုံးဆိုင်နီးပါးမှာ promotion ချထားပါတယ်ကိုပြီးဒီမှာလေလူတိုင်းလာပြီးတော့ဘယ်လိုပြောမလဲဒီ brand တွေအကုန်ရောင်းနေပေါ့ဒီ brand တွေမျိုးစုံဒီမှာရှိပြီးတော့ဒီ brand တွေအကုန်လုံးကိုသူကဈေးချော့ပေးထားတာပေါ့အခုဒီ New Year နဲ့ Christmas နဲ့ဆိုပြီးတော့အဲ့လိုမျိုးပုံစံနဲ့ဟုတ်ပါတယ်အခုတော့အရင်ပိုက်စာနေလို့ဆိုမှဒီမှာစားတော့ဆိုင်မှာပဲခဏလေးရက်စားနေကြပါတယ်အကုန်လုံးမှာ buy one get one ချထားပါတယ်သူကညာ buy one get one ဒီ Adidas brand မှာဆိုလဲသူက 60% ကိုဒီဈေးနှုန်းချပေးထားပါတော့လူတွေကတော့ကြွကြွတိုးပါပဲရှင်ဒီမှာဒါပေမဲ့ဒါပဲချိန်ထိလဲဆိုတော့ဆိုတော့လည်းဒီကြတော့မသိပါဘူးဒါပေမဲ့ကိုလာမယ်ဆိုရင်တော့ဒီ Christmas အတွင်း New Year အတွင်းလာပြီး shopping လုပ်တာတော်တော်လေးအဆင်ပြေပါတယ်လို့ပြောချင်ပါတယ် sale up 60% မှာအကုန်လုံး 50% 30% အကုန်မှာ sale ရှိပါအရင်ပူလုံးလို့ site တွေတောက်လိုက်ပါတယ် အခုတော့တတိလဲဝယ်စရာရှိရဝယ်ပြီးသွားပြီဆိုတော့ဆွန်နန်းတို့လည်းအိမ်ပြန်တော့ပါမယ် Thank you for watching ဒီ vlog ကိုတော့ဒီမှာပဲရပ်လိုက်ပါတော့မယ် bye bye ပါ